လေရလေးမျက်နှာကလာတဲ့လေတွေပဲလေးတိုက်တယ်မလှုပ်ဘူးမတုံဘူးအဲ့ဒါလိုပဲသစ္စာလေးပါးတရားသိရင်သောတာပန်ဖြစ်နေလို့ရှိရင်အယူမပြောင်းတော့ဘူးဘယ်သူကဘာလာပြောမပြောင်းတော့ဘူးဒီတော့မဟုတ်ရင်ပြန်ခုနပြောတဲ့အတိုင်းဟိုဆရာဟိုနုံတို့ဒီဆရာဟိုနုံတို့နဲ့ဆရာတွေမော့ကြည့်နေရတာပဲသစ္စာလေးပါးတရားကိုယ်လည်းတွေ့ထားတဲ့ကောကမော့မကြည့်ဘူးငုံကြည့်တယ်ဟိုကလာပြောတယ်ဟင်းဥစ္စာဘာမှမဟုတ်ဘူးဒီလိုသိရဲ့ဟောဒီယောဂီပုဂ္ဂိုလ်တွေသိကြတဲ့နဲ့တရားထုတ်တဲ့ပုဂ္ဂိုလ်တွေလည်းချုပ်တရားဟောတာတရားနာတယ်တရားနာတော့သူကတရားတွေကတော့ဟုတ်ပါတယ်တရားတွေကလည်းဟောတာဒါပေမဲ့ကိုယ်တွေကမပါတော့ကိုယ်တွေမပါဘဲနဲ့ဟောရင်တရားကကျဲနေတယ်အနိစ္စတစ်ခုထင်အောင်ပြောရတာကသူကဥပမာဥမိရတယ်နဲ့အများကြီးဆွဲပြောနေရတာကိုသူကအနိစ္စထင်အောင်အနိစ္စထင်အောင်